ဒုက္ခနာဖျားပိမှန်ချင်းလေးအမညာကိုတူတူလုပ်ကြည့်အောင်နော်ကိုတော်ပိုင်လေးဆိုရင်ကိုတော်ပိုင်တဲ့ဒီကိုခန္ဓာဆိုရင်လက်ကလေးကဘယ်ဘက်ချက်ကို၄ချက်အဲ့ဒီအချိန်မှာခြေထောက်ကလေးကညာဘက်ကိုရွှေ့ပြီးတော့ပြန်လာမယ်ပေါ့နော်ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီကိုခန္ဓာဖျားရဲ့ပိမှန်ပါဆိုရင်ဖျားရဲ့ပိမှန်က1 2 3 4 5တော့ဘေညာဘေညာအလီအဲ့ဒါကမှခြေထောက်ကလေးရတဲ့ညာဘက်ကိုရွှေ့ပြီးတော့ဘယ်ဘက်ကိုပြန်လာမယ်ပေါ့နော်ဖျားရဲ့ဘိမှန်ကတွေးခေါ်လေးတမဆိုရင်နှစ်ထင်လေးမှာတွေးခေါ်ဒီတမမှာလက်ကလေးဝိုက်လိုက်မယ်ပြီးသားရင်ကျူးမူလေးတမစင်ကြယ်သက်ရှင်းစီပါဆိုရင်ဘေချီဘေလက်ကလေးပေါ့နော်စင်ကြယ်တွိုင်ညာချင်းညာလက်သက်ရှင်းစီပါဒီခေါက်ပေါ့နော်ပြီးသားလို့ရှိရင်တူတူပဲကိုရောပိုင်တဲ့ဒီကိုခန္ဓာဖျားရဲ့ဘိမှန်ပါနာမျက်စိဆိုရင်နာမျက်စိခြေလက်ကလေးကတော့ရှက်လေးပေါ့နော်။ဝိုင်ပါဇက်ပါမကြန်ဆိုရင်ပါဇက်နာမှာအပြုံးပုံလေးဆွဲလိုက်မယ်နော်။ပါဇက်ပါကြန်ကိုရောဖျားတဲ့တို့ခန္ဓာအတူတူပဲနော်။ခန္ဓာ။ဒါလို့ရှိရင်တချင်းလေးလာလို့ရှိရင်ကြတော့စင်ကြယ်သက်ရှင်းစေပါရဲ့အမူအရာလေးနော်။အမူအရာလေးလုပ်မယ်။ပြီးသွားလို့ရှိရင်ဒုခန္ဓာရဲ့အမူအရာကိုကြတော့နှစ်ချက်မဟုတ်ဘဲနဲ့တစ်ချက်ချင်းစီပေါ့နော်လက်တစ်ချက်ဆိုရင်ခြေထောက်ကလေးကတစ်ချက်စက်ကျင်ဘက်ကိုရှုရပေါ့နော်လက်ကလေးကဘယ်ဘက်ဆိုရင်ခြေထောက်ကလေးကညာဘက်ကိုရှုတယ်နှစ်ချက်ဝိုင်းလက်ကလေးကညာဘက်ကိုလုံရင်ခြေထောက်ကလေးကဘယ်ဘက်ကိုရှုရပေါ့နော်ဒီလိုမျိုးလေးဖြစ်ပါတယ်လို့ဒါဆိုရင်ဒီလိုမျိုးလေးပါနော်ချင်းလေးအမူအရာဒီလိုမျိုးဖြစ်ပါတယ်